ချစ်ဆိုတာမရင်းကျင်မှာပိုင်ဆိုင်ရတာမျိုးနော်မယုံရင်ကြင်ကြည့်ညာရင်ညာမညာရင်ထောင်ထဲသွားလူသားဆန်ပလားOkayမင်းပြောတော့အပြိုပါဆိုအခုမင်းနဲ့ငါတွဲတာ10ရက်ပဲရှိသေးတယ်အတူလဲမနေပဲဘလို့လို့ကိုဝန်တလရှိနေတာလဲကျမအပြိုလို့ပဲပြောတာလေအပြိုအစ်စ်ပါလို့ပြောလို့လားလှလိုက်ကြပါဘိုးတော်ဖျားကြီးလက်ထက်ပေါ့နော်ဘင်းကြီးရပေါ့နော်သူစဉ်းစားရတယ်သူယူထားတဲ့မိဖုရားကြီးอ่ะပေါ့နော်ခုဖွတုတ်တုတ်ကြီးပြီးမှခုသူကစဉ်းစားတယ်ငါယူတဲ့မိန်းမကြီးอ่ะခုဖွတုတ်တုတ်ကြီးပါဘာကိစ္စနဲ့ဒီနေ့မဲရရတာလေပေါ့နော်သူစဉ်းစားရပေါ့နော်ဖြေရှားမရအဲ့နဲ့ဟာနေမအိမ်ညမအိမ်နိုင်နဲ့စဉ်းစားဒီနေ့ကဘာလို့မဲရလဲဒီလောက်လေးမတိုးမတိုးနေမတိုးတဲ့နေရာမဲရသလားဗောနော်အဲ့ဒါလည်းငါစဉ်းစားလို့တော့မရတော့ဘူးလေပေါ်ဦးကိုမေးမှရတော့မဲလို့ပေါ်ဦးကိုစက်ခေါ်တဲ့ဟေဆိုပေါ်ဦးကြီးစင်ခေါ်ပေါ်ဦးတဲ့အဲ့ဗောနော်ငါရဲ့မိဖုရားကြီးရဲ့အဲ့နေရာဗောနော်တဲ့အဲ့လိုမင်းဘာကြောင့်လဲအဖြေပါလဲမင်းစဉ်းစားပေးစမ်းမင်းသိလားဗောနော်နေရာတကအားလုံးကဖွင့်စင်နေတယ်ဗောဒီနေရာဘာလို့မေးအဲ့နဲ့ပေါ်ဦးကစဉ်းစားတယ်သူလည်းစဉ်းစားပြီးမှသူလည်းတော်တော်လေးနဲ့ချင်းလဲကြလဲကြတော့ဘာမပြောညာပြောနေဘင်းကိုမှတ်ထုတ်ချလို့အားပြောပိတ်ထုတ်ချဟာဘောဘေးဘာလို့လဲတော့ငါ့ကိုမင်းဘာမပြောမစနဲ့ဘာလို့ပိတ်ထုတ်လို့အမေမင်းတော့ငါ့ပြန်ငါညံကညိုးသွားပြီကျွန်တော်ထိုးလိုက်တယ်တစ်ချက်ထဲဒီအချိန်တိုင်းဆုံးပါလေတော့မဲချူရတော့မလားကဲအဲ့ဒါဘောနော်ဒီစက်ပြကအဲ့နေရာတော့မပြူဘူးဘော Healthy butt, baby got butts and I cannot lie. You other brothers can't deny. Now when a girl walks in with an itty bitty waist and a round thing in your face, you get suspicious. လှလိုက်ကြပါ ဖေးအဖေရမေးရရှေ့ရေးဆိုတာလားမေးရဖေးရရှေ့ရေးဆိုတာလား ဖေးရမေးရချေရဲဆိုတာသမီးရေနင်းမေးရလဲလေငါအခါ20မြောက်ချေရဲဆိုမှငါအချစ်ကိုလက်ခံလိုက်တာအမလေးအဖေရဲ့ကံကြမ္မာရအဖေကို16ချိန်တောင်အခွင့်ရေးပေးတယ်အဲ့ဒါတော့မှအချိန်20မြောက်မှအဲ့ဒီတွင်းနဲ့ထဲရအောင်ခုံချတယ်哎呦我的妈ခေါကောင်မနင်းဖေတွင်းနဲ့ခုံချရင်ညီမမွဲဘူး哎呦我的妈မိန်ကလေးတွေရီးသားရမရကြည်နီလေးဘဝုဒ္ဒအနေနဲ့ပြောပြမယ်နော်အရင်ဦးဆုံးမတ်တက်ကလေးရလိုက်ပါလက်နှစ်ဖက်ကိုဘေးကိုကတ်လိုက်ပါပြီးရင်ခေါင်းကိုအောက်ကိုငုံကြည့်လိုက်ပါခြေထောက်ကိုမမြင်ရဘူးဆိုရင်တော့တေးကြတယ်ဘဲရမှာခြေထောက်ကိုမြင်ရတယ်ဆိုရင်တော့ဘဲမရနိုင်ပါဘူး